ပင်လယ်ပြင်နဲ့သွားရင်ရေပေါ်မျောနေတဲ့ကွန်တင်နာဘုံကြီးကိုရုတ်တရက်တွေးလိုက်ရင်တော့ဂုဏ်ယူပါတယ်ဗျာခမည်းတော်ဓနဥစ္စာကြီးရောက်တော့မယ်နမိတ်ပါပဲကန်ကောင်းရင်တော့ဒီဘုံကြီးတစ်ခုလုံး iPad ဒီ iPhone တွေနဲ့ပြည့်နေနိုင်တာကိုဒီအချိန်မှာဘာမှပူစရာမလိုပါဘူးတားမိတာယူလိုက်ပါတော့ဗျာပင်လယ်လဲမျောနေတဲ့ဒီကွန်တင်နာဒီမှာတရားဝင်ပိုင်ရှင်ရလို့မရှိတော့ပါဘူးဆိုလိုတာကတော့တာမန်တန်ငါတဲ့ဝက်ကနေတထေးကြီးတယောက်ချက်ချင်းဖက်သွားနိုင်တာပေါ့ဒါပေမဲ့ဒီစမ်းကျဲတဲ့ကွန်တင်နာတွေကဘဲကရောက်လာတာလေအမှန်တရားကတော့ကျေပြောလာတဲ့ပင်လယ်ပြင်ကြီးထဲမှာကွန်တင်နာသင်္ဘောကြီးတွေတောင်မှလေပြင်းတွေလိုင်းလုံးကြီးတွေရဲ့တန်းကိုမလွန်ဆန်နိုင်ကြပါဘူးလိုင်းစီးနှင်းပြီးသွားနေရတဲ့အခါကောင်းကောင်းမချီညောင်ထားတဲ့ပုံတွေဟာအခုလိုရေထဲကိုပြုတ်ကျအကုန်ကြတာပါကွန်တင်နာအနှဲငယ်ရေထဲပြုတ်ကျသွားရင်တောင်မှဒီသင်္ဘောကြီးတွေကပြန်ဆယ်ယူဖို့ရက်တန်ပြီးမှမဟုတ်ပါဘူးအဓိကအကြောင်းရင်းကတော့သင်္ဘောပေါ်မှာမဂရိန်းတွေမပါသလိုသင်္ဘောတိုင်းမှာအာမကန်အပြေဝါထားရှိပြီးသားမို့လို့ပါပဲဒါပေမဲ့ဒီလိုရေပေါ်မျောနေတဲ့ကွန်တင်နာတွေကိုတွေးရဖို့ကတော့တော်တော်လေးရှားပါတယ်အများစုကတော့ရေထဲပြုတ်ကျပြီးမကြခင်မှာအခုမြင်ရတဲ့အတိုင်းပင်လေချမ်းမြင့်စီကိုမြုပ်သွားလေးရှိကြလို့ပါပဲဗျာ